စန္ဒဆရာတွေမတိုင်ခင်လူတွေသပင်ဘလို့ညက်ခဲ့ကြလဲတမိုင်းမတင်မီခေတ်တွေမှာကက်ကြီးမရှိတာကြောင့်လူတွေဟာသူတို့မှရှိတဲ့အရာကိုပဲအသုံးပြုခဲ့ကြပါတယ်ချွန်ထက်တဲ့ကြောက်တုံးတွေဒါမှမဟုတ်တိရစ္ဆာန်ရိုးတွေကိုသပင်နဲ့ဖိပြီးဆွဲယူကြပါတယ်သပင်ကိုမညီမညာညက်ပြီးလှိဖြတ်တာထက်ပိုပြီးဆွဲယူလေးရှိပါတယ်တခါတရံမှာသပင်ဖျားနာတွေမှာမီးလောင်ပြီးကြမ်းတမ်းနဲ့ပျက်စီးနေတဲ့စံကြည်မြင်တွေကိုခြံထားခဲ့ပါတယ်ကြည်ကောင်းဖို့မဟုတ်ပါဘူးသပင်ကိုလမ်းကြောင်းမပိတ်အောင်ထိန်းထားဖို့ပါရှေးခေတ်အီဂျစ်မှာသပင်ဟာအပူဒဏ်ကြောင့်ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်လူတွေဟာကြေးဝါဓာတ်တွေနဲ့ခေါင်းတွေကိုရိတ်ကြပါတယ်ချွေးထွက်တာကိုကင်တွယ်ဖြည့်ရှင်းပြီးနောက်လူဆန်ပင်ဒါမှမဟုတ်အပင်အမြင်တွေနဲ့လှုပ်ထားတဲ့သပင်အတုတွေနဲ့အစားထိုးကြပါတယ်။သပင်ကိုပုံသွင်းတာမဟုတ်ပဲဖယ်ရှားလိုက်တာပါ။ရှေးခေတ်ဂရိနဲ့ရောမမှာအသွင်ပြင်ကပိုအရေးကြီးလာပါတယ်။အမျိုးသားတွေဟာသူတို့ရဲ့သပင်နဲ့မုတ်စိတ်တွေကိုတနားတွေနဲ့ညှက်ကြပြီးတခြားသူတယောက်ရဲ့တည်ငြိမ်တဲ့လက်ကိုအားကိုးလေးရှိပါတယ်။တစ်ချက်ချော်လဲတာကရက်တပတ်အတော်ကြာမြင်သာတဲ့အမားတစ်ခုခြံထားနိုင်ပါတယ်။အလဲခေတ်ဥရောပမှာလူအများစုဟာကိုယ်ဆံပင်ကိုညှက်နေကြဆဲပါ။ဓားတွေနဲ့ကြမ်းတမ်းတဲ့ကကြေးတွေကအလုပ်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့မှန်တွေဒါမှမဟုတ်တင့်တော်တဲ့ကိရိယာတွေမပါဘဲနဲ့ရလက်ကညီမျှမှုရှားပါပါတယ်။ဘုန်းကြီးတွေဟာတစ္ဆာရှိမှုရဲ့လက္ခဏာအနေနဲ့ခေါင်းထိပ်တွေကိုစက်ဝိုင်းပုံစံရိတ်ခဲ့ကြပြီးချက်ချင်းမမိနိုင်ပြီးသွားရင်ပြန်ပြင်ဖို့မဖြစ်နိုင်တဲ့အသွင်ပြင်ကိုဖန်တီးခဲ့ကြပါတယ်။ဒီနေ့ခေတ်မှာတော့တက်ရက်တဲ့မြင်းကြောင်းတွေနဲ့ပြည့်စုံတဲ့မိတ်ဖြုံးမှုတွေရှိပါတယ်။ဒါပေမဲ့တမိုင်းရဲ့အများစုအတွက်သပင်ညက်တယ်ဆိုတာချွတ်ထက်တဲ့အရာဝတ္ထုနဲ့လူတစ်ယောက်ကိုပို့ဆိုးအောင်မလုပ်ဖို့ကြိုးစားတာပါ